table router ရဲ့1329ပေါ့နော်ဒီကောင်လေးကထိုင်လေးပါတယ်1328နဲ့ကွာတာတော့ဒီအထိုင်လေးပေါ့နော်လည်းပစ္စည်းတော့နည်းနည်းများတယ်ပေါ့နော်ဒါကြတော့ဒီအထိုင်ပေါ့နော်ဒါတက်တုံးလဲရတယ်တော့ဖြုတ်ဒီထဲမှာထည့်ပြီးတုံးလို့ရပါတော့ဒါကြတော့ဒီဟာဒီပါမို့နော်ဒါဒီပါမယ်ဒါတွေ့ရအချောင်းရောဖုံဆုပ်ဆက်နဲ့တွေ့တုံးဖို့ပေါ့နော်ဒါလည်းဖုံဆုပ်ဆက်နဲ့တွေ့တုံးဖို့ပဲကွာလေးနဲ့ချောင်းပါမို့နော်ဒါလေးပါမယ်ဒီကြတော့10မီလီပေါ့နော်10မီလီဒီမှာပါဗျာ6မီလီပေါ့နော်10မီလီမျိုးကောင်းတစ်ခုချိန်တုံးလို့ရတယ်138လို့ပဲဒါကြတော့ဒီဟာပေါ့နော်ဒီလိုမျိုးအောက်မှာတုံးလို့ဝိုင်းဒီကြတော့စကူတုံးကူနော်မှန်ဆိုရင်ဒီတိုင်းနဲ့လည်းတုံးလို့ရပါတော့တော့ကြတော့ဒီတူနဲ့လည်းတွဲတုံးလို့ရတာပေါ့နော်ဒါကြတော့ဒီမှာခလုတ်ဖြုတ်လိုက်ရင်ထုတ်လို့ရပါတော့တက်တုံးလို့ရတယ်ပြီးရင်ဒီအန်နဲ့ထည့်လို့ရပါတော့ဒီမှာလောက်ပါနော်ဒါကြတော့နေအမြင့်ဒီတိုင်းဖြည့်ပြီးတော့ဖြည့်ထားမှာပေါ့နော်ဒီတိုင်းဖြည့်ပြီးမှအပေါ်အောင်တိုးလို့ရပါနော်ကျွန်တော်ဒီဟာကြတော့ပေတံနေအမြင့်ချိန်နေဟာပါနော်ဒီကောင်လေးဘယ်လောက်ထိဖြည့်မလဲချိန်နေဟာပါနော်ဒါတော့စက်ကကြတော့ခုနလိုပေါ့နော်ဒီ lock 138လိုမျိုးပဲတကယ်လို့ဒီမှာ lock ဖိမထွန်းထားရင်ဒီခလုတ်ဖွင့်လို့မရဘူးသူမိတ်တော့အော်တိုရက်ပေးတာပေါ့နော် lock ကိုဖြည့်ပြီးမှပြင်ဖွင့်လို့ရစပစ်လည်း6မျိုးရှိတယ်ပေါ့နော်စပစ်6မျိုးရှိတယ်ဒါကြတော့139ပေါ့နော်